လာပါရှင်ဒီနေ့ကတော့ပဲရက်လေးလက်ဖြစ်တော့ဒီနေ့တဲခဏရကိုတငယ်ချင်းနဲ့အတူတူတွားလဲမှာဖြစ်ပါတယ်အဆုံးထိလိုက်ကြည့်ပေးကြပါအောင်ရှင်ဒါကတော့တွားမဲ့နေရာကိုရောက်ပြီပေါ့နော်ဒီမှာဆိုရင်ဒါကဂိတ်အပေါက်ပေါ့နော်ဆိုဒီမှာဆိုရင်သူတို့ငှားလို့ရတဲ့ကားတွေရှိတယ်အစားအစာတော့ရှိတာပေါ့နော်ဆိုဖြိုးလို့တွားခဲ့တာကျတော့တယောက်ကိုကတာရီ400ဆိုတော့အပီစီပေါ့နော်မြန်မာငွေနဲ့ဆိုရင်တော့ပုံ4သိန်းခွဲလောက်တော့ရှိမယ်ဘိုက်မစီးခင်သူတို့အရင်တော့အော်တိုစင်ခိုင်းတယ်ဒီတိုင်းကြိုတခြားတက်ခိုင်းနေပေါ့နော်ပြီးရင်ဆိုင်းထိုးရတယ်ပေါ့ဒါလည်းဆိုတော့ကိုယ်တိုင်မောင်းမှဖြစ်တဲ့အတွက်ခုဖြစ်ခင်ကောင်းဝင်မျိုးဆိုတဲ့သဘောနဲ့ထိုးခိုင်းတာဖြစ်ပါတယ်ဒါတော့စသွားနေပြီပေါ့နော်ဒါကတော့ဒီကတာရဲ့တဲခန္ဓာရဒီနေရာပေါ့ဒါဆိုရင်တချို့ဆိုရင်ကားနဲ့သွားရရှိရဲ့ဖြိုးကတော့4ယောက်ဆိုတော့အရှိမ2ယောက်နောက်မှ2ယောက်ထိုင်ကြတယ်ဆိုဒါမဲ့အရှိမတယောက်ကတော့အဲ့ဒါဝန်ထမ်းကောင်းလေးပါသူကလမ်းပြပေးရပါတော့ဘေးလေးသွားမလဲဆိုပြီးတော့သူလမ်းပြပြီးတော့ခေါ်သွားတာပါဆိုဒီမှာကြည့်မယ်ဆိုရင်အကုန်လုံးကတဲကနာရပါတော့ဒါမဲ့ရာတီဥရုကတော့အရင်ပူတဲ့ထဲတော့မဟုတ်ဘူးအခုချိန်ကဘာလို့ဆိုတော့ကတမခိုးကဆောင်းရတီဆိုတော့သွားတင်ဆုံးချိန်ပေါ့နော်ဒါမဲ့နွေရတီဆိုရင်တော့တရားပို့မယ်လို့ထင်တယ်အခုသွားတာကတော့အေးလည်းအေးပူလည်းပူအနေတော့လောက်ပေါ့နော်ဆိုခဏနေတော့သူတို့ခဏရက်ပြီးရပါတော့ဒီလိုမျိုးလေးAlipisတို့ပုံစံလေးခေါင်းစီလေးကိုသူတို့ကိုယ်တိုင်ဝတ်ပြီးရပါတော့ခဏရက်ပြီးတော့ဟိုမှာအဲ့ချင်းကိုကိုတပုံလေးလို့ရတယ်ဗီဒီယိုပိုင်းလေးလို့ရတယ်ပေါ့နော်အဲ့တော့ဒါသူတို့ဝတ်ပြီးတဲ့ပုံစံလေးပေါ့နော်Alipisပုံစံတဲခဏရတယ်မှာကိုလာတပုံလေးစိတ်ကြရလို့ရတယ်ဆိုကိုရိုက်ပြီးဆိုရင်ဖတ်ပြီးတော့ပတ်ကြပါမယ်ဘာလို့ဆိုတော့ဒါက2နာရီစာကိုကတာရီ400ဖြစ်ပါတယ်ဆိုတော့အသွား1နာရီအပြန်1နာရီဆိုအသွားမှဆိုရင်ကိုကြိုက်တဲ့နေရာမှာခဏရက်ခိုင်းလို့ရပြီးတော့တပုတ်နေပါရိုက်လို့ရတယ်ပေါ့နော်ဒါတော့ခဏနေတော့ပေးမတွေ့လဲဆိုပင်လေပြင်တွေ့ရပေါ့နော်တဲကနာရလည်းမှာသူတို့ခေါ်သွားတဲ့နေရာဆိုတော့ဒီဟာကသူတို့ပင်လေနဲ့လည်းနီးပင်လေလေးရှိရပေါ့နော်အဲ့ခုပြထားတဲ့ဟာကသူတို့ပြောတယ်ကတော့ဆော်ဒီအာရေဗီးယားနဲ့ဒီကတာရဲ့နယ်နိမိတ်ကြားလို့ပြောတယ်ဟိုဘက်ကူသွားထပ်သွားနိုင်ရင်ဆော်ဒီအာရေဗီးယားရောက်ပြီပေါ့နော်Sí, güey. Debe haber salido a comprar que van a traer, güey. ဒီနေ့လောက်ပါပဲဟုတ်အဲ့တော့ပြန်လမ်းပေါ့နော်နောက်ကျမှ blog တွေမှာထပ်တွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်